လေမှာတော့နှစ်ခေါက်လောက်တော့ကျွန်တော်နားတယ်လေ10နိုင်ရှိပြီအဲ့ထွက်လာ9နိုင်အတိဟာဟိုကဗျိုင်းလားဗျိုင်းထင်တယ်နော်ဒီမှာခုနကဒီမှာပိတ်ထားရဆိုတဲ့နေရာပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့နှစ်ပတ်လောက်တော့ကျွန်တော်စင်မှုဆန်းဆိုတဲ့တောင်ပေါ့နော်အဲ့ဒီတောင်တော့ကျွန်တော်တက်ခဲ့ဘူးတယ်ပေါ့နော်အခုကဒီအပတ်တနင်္ဂနွေနေ့မှာကျွန်တော်နောက်ထပ်တောင်တောင်ပေါ့နော်ကျွန်တော်ဆက်တက်ဖြစ်မှာပေါ့နော်ဒီလမ်းကတော့အဲ့ဒါအာဆန်လမ်းလို့ခေါ်တာပေါ့နော်အာဆန်လမ်းဟိုဘက်မှာဒါမြို့ရဲပိုင်းပေါ့နော်ဟိုဘက်မှာဆိုရင်ဒါမြို့ရဲပိုင်းကျွန်တော်တို့ကျွန်တော်ဟိုဘက်မှာတွေ့နေအရှိမှာတွေ့နေရတာကိုကျွန်တော်ဖျက်ရမှာပေါ့နော်အဲ့ဒါကိုကျွန်တော်ဖျက်ရမယ်ဒါကတော့အမြင့်ရဲ့ဟိုဘက်မှာတော့ဒီစက်ယုံတွေပေါ့နော်စက်ယုံတွေတော်တော်များတယ်ဒါမြင့်ဟိုဘက်ချမ်းမှာတော့စက်ယုံတွေများဒါတောက်လျှောက်ပဲနော်စက်ယုံတွေပေါ့ဟိုကဗျိုင်းလားဗျိုင်းထင်တယ်နော်ဒီမှာတယောက်တည်းငါဖမ်းမှုကြည့်နေရတယ်ကဲဟုတ်ပြီကျွန်တော်အဲ့တော့တောင်တက်ဖို့ကျွန်တော်တွားလိုက်ပါအောင်နော်ကဲဒါကတော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ဘိန်းလေးပေါ့နော်တောင်တက်ဖို့ကျွန်တော်တွားလိုက်ပါအောင်နော်အားလုံးပဲစိတ်ဝင်စားတဲ့ညီကိုတွေစပိန်ဝါနာရှင်တွေချိန်ရရင်လိုက်ကြည့်ပေးကြပါအောင်နော်အားလုံးဖိတ်ခေါ်ပါတယ်နော်ဗီဒီယိုထဲမှာပါတဲ့စကားပေါ့နော်ဒီစကားကိုကျွန်တော်ဖျက်ပြီးတော့ကျွန်တော်ဟိုဘက်မိဟုတ်ဘက်ကနေပြီးတော့ကျွန်တော်စပိန်လမ်းကြောင်းနဲ့ကျွန်တော်ဆက်နေရမှာပေါ့နော်ကျွန်တော်ရဲ့ဒီဘယ်ဘက်ချမ်းမှာမြင်နေရတဲ့ဓာတ်ကျွန်တော်ဟိုမြရက်ထားတွေတော့ပေါ့နော်တရားထိုးပေးထားတာပေါ့နော်ကဲဒီဒါအခုကျွန်တော်ရှိမှမြင်နေရတဲ့မြစ်ကဒါထဲဝါမြစ်ပေါ့နော်ကျွန်တော်စပိန်နေမယ်ဆိုရင်အများဖြစ်ရဒီလမ်းကြောင်းကိုကျွန်တော်မဖြစ်မနေနေရတာအခုကျွန်တော်ထဲဝါမြစ်ဟိုကျွန်တော်တောက်လျှောက်ကျွန်တော်နင်းနေတော့မှာနော်ဒီအခုကျွန်တော်နင်းခဲ့တာနိုင်ဝက်လောက်တော့ရှိပြီပေါ့နော်အဲ့ကနေစားထွက်တာဆိုတော့လေအဲ့လောက်ရှိပြီကျွန်တော်ဆက်နင်းလိုက်ပါအောင်မနော်ဒါကျွန်တော်အခုစပိန်နေတဲ့ချိန်တိုင်းမှာမပါမဖြစ်ပေါ့နော်ဒါထဲဝါမြစ်ပေါ့နော်ဒီနေ့ကတော့အခုဒီမနေ့9:49မှာနေစားထွက်နေပြီပေါ့နော်ဒါထဲဝါမြစ်တော့ရှောက်ပေါ့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တနင်္ဂနွေပိတ်ရပေါ့နော်ကျွန်တော်တောင်ကျွန်တော်တက်ဖြစ်မယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ပတ်လောက်တော့ကျွန်တော်ရှင်းမှုဆန်းဆိုတဲ့တောင်ပေါ့နော်အဲ့နေရာကိုကျွန်တော်တက်ဖြစ်သွားတာပေါ့နော်ဂျားမှာကျွန်တော်တစ်ပတ်လောက်ကျွန်တော်နားဖြစ်တော့ကိုဒီတစ်ပတ်ကျွန်တော်တင်းငွေနေ့မှာကျွန်တော်နောက်တဲ့တောင်ကျွန်တော်ဆက်တက်ဖို့ကျွန်တော်အခုသွားနေတယ်ပေါ့နော်ဒီလမ်းကြောင်းကတော့ကျွန်တော်စပိန်နေတဲ့အချိန်တိုင်းမှာပါတဲ့လမ်းကြောင်းတစ်ခုပေါ့နော်အဓိကတော့ဒီထဲဝါမြစ်ကြီးပေါ့နော်အဲ့ဒီမြစ်လမ်းကြောင်းကြီးကိုကျွန်တော်အမြဲတမ်းစပိန်နေတိုင်းကျွန်တော်ဒီလမ်းကြောင်းကိုကျွန်တော်ဖျက်ရတာပေါ့နော်တနင်္ဂနွေဆိုတော့လေ့ကျင့်ခန်းလုပ်တဲ့လူတွေလည်းများလာတော့နော်နည်းဟိုကနေထွက်လာဒီကထွက်လာကြအရှိမှလည်းစပိန်2ယောက်အာဘီတွေနဲ့ကဲကျွန်တော်တော့စပိန်နေမှာဒီထဲအမြင့်ကလည်းတော့နင်းရတယ်ဗျအခုဒီအရှိမမြင်နေရတဲ့ဒီနေရာလေးပေါ့နော်ဒီနေရာလေးဟိုဘက်ကားလမ်းဟိုဘက်တစ်ချက်မှာဆိုရင်ဒါကျွန်တော် truck bike ပေါ့နော် truck bike ဆိုင်ကြီးတစ်ဆိုင်ရှိတယ်ပေါ့နော်ကျွန်တော်နောက်တစ်ခါကြုံတဲ့အခါကျမှကျွန်တော်အဲ့ဒီဆိုင်ကိုကျွန်တော်လိုက်ပြီးတော့ပြမှာပေါ့ဗျာကျွန်တော်ရှေ့မြင်နေရတဲ့ဒီတရားပေါ့နော်ဒီတရားရဲ့ညာဘက်မှာရှိတဲ့နေရာပေါ့နော်ဒီရှေ့မှာမြင်နေရတဲ့ဝါတော်လေးရတော့ဒါကျွန်တော်တို့ဦးဆန်ရဲ့ National Garden ပေါ့နော်မြို့သားဥယျာဉ်ပေါ့နော်အလေကောင်မှာတော့ဒါဆဲဝါမြစ်ပေါ့နော်ကဲကျွန်တော်ဒီမြစ်အတိုင်းကျွန်တော်ဆက်နင်းပါအောင်ပါဗျာ
ဒီမြေတောက်လျှောက်မှာဆိုရင်ဒီအခုကျွန်တော်လင်းနဲ့10မိနစ်15မိနစ်ဝန်းကျင်လောက်နင်းတဲ့ဒီလမ်းကြောင်းလေးဟိုမှာဆိုရင်ကျွန်တော်အရင်နင်းလို့ free ဖြစ်တာပေါ့နော်အရှိမမြင်နေရတဲ့အဆောက်အုံကပုံမှန်စားတောက်ဆိုင်နေရှိတယ်ပေါ့နော် coffee ရောင်းတယ်ပေါ့နော်ကျွန်တော်တခါမှတော့မသွားဘူးသေးဘူးပေါ့ဒီလမ်းကြောင်းတော့အမြင်တမ်းကြုံနေစက်ပိန်နေနိုင်ဒါပေမဲ့အဲ့ပေါ်ထပ်ပြီးတော့ကျွန်တော်မတက်ဖြစ်တာပေါ့နော်ကဲနင်းလိုက်ပါအောင်မယ်နော်ပုံမှန်လေးပဲပုံလေးတွေရိုက်လိုက်ဗီဒီယိုလေးတွေရိုက်လိုက်နဲ့ပုံမှန်လေးပဲကျွန်တော်နင်းနေတာပေါ့နော်ကဲတော့ရှေ့ဆက်ပြီးတော့ဒီထေဝါမြစ်တိုင်းကျွန်တော်ဆက်နင်းအောင်ပါပေါ့နော်လမ်းကြောင်းရတော့နည်းနည်းပြင်းချောနိုင်တယ်ဗျဒီလမ်းကြောင်းကဘာမှအမြင်ကွင်းရတော့တိတ်ပြီးတော့ဟိုလှလှပပမရှိဘူးလေဒီနေ့ကတော့စက်ပိန်သမားတွေတော်များတယ်ဗျအပြေးသမားတွေရောရာသီဥတုကကောင်းလာပြီဆိုတော့လေဟယ်လိုကျွန်တော်ဒီနေရာလေးမှာခဏနားမှာပေါ့နော်ဒီနေရာလေးကဘယ်နေရာလဲဆိုတော့ဒီဟိုကြောက်တုံးမြစ်အလယ်မှာဟိုးရှိမှမြင်နေရနေရအရှင်ကမနာဆိုတော့နည်းနည်းရောဝေးတော့မမြင်ရအောင်အဲ့ဒီမြစ်အလယ်မှာကြောက်တုံးလုံးရှိတယ်ပေါ့နော်အဲ့ဒီကြောက်တုံးလေးရှိတဲ့နေရာကိုခေါ်တာပေါ့နော်စွန်းပေါကြီးလို့ခေါ်တာပေါ့နော်အဲ့ဒီနေရာဒီနားနေတဲ့နေရာလေးမှာကျွန်တော်ခဏနားမယ်10မိနစ်လောက်ပြီးမှကျွန်တော်ဆက်နေမှာပေါ့နော်ဒီနေရာနားနေကြနေရပြီဆိုတော့ဟိုလာတိုင်းနဲ့နားဖြစ်တယ်ပေါ့နော်အားကြောင့်အခုကျွန်တော်ဒီအဲ့ဒီကိုသွားဖို့နင်းဖို့ကျွန်တော်နောက်တဲ့2နာရီလောက်တော့ကျွန်တော်နင်းအောင်ပါဗောနော်အဲ့ဒါကိုကျွန်တော်အခုတောင်တက်ဖို့ကျွန်တော်သွားနေတယ်ဗောနော်ကဲဒီနေ့ရာသီဥတုလေးကလည်းကောင်းတယ်ဗျာဟိုစောင်းနှင်းကလည်းကုန်သွားပြီဆိုတော့လေစောင်းကုန်ຫນွေဦးလေးဆိုတော့ဗျာစက်ပိန်နှင်းတဲ့လူတွေအားကစားလုပ်တဲ့လူတွေလည်းရမ်းများတယ်ဗောနော်အဲ့ဒီအချိန်မှာမှကျွန်တော်လည်းတယောက်အပါဝင်ဗောနော်ကဲကျွန်တော်ဆက်ပြီးနေလိုက်ပါအောင်ပါဗျာဟိုကျွန်တော်အများအပြားတော့ကျွန်တော်တယောက်တည်းပဲဒီနင်းဖြစ်တာပေါ့နော်ဒီအထက်ပိုင်းကညီကိုတွေကတော့ဒီမှာစက်ပိန်နင်းရဲ့လူတွေကများတော့စုပြီးတော့နင်းကြတော့ပျော်ဖို့လည်းပိုကောင်းတာပေါ့နော်ကဲကျွန်တော်ဒီဒါလည်းထဲဝါမြစ်ပဲပေါ့နော်ကျွန်တော်ထဲဝါမြစ်ဒီအခုဒီစွန်ဒါအဝေးပြေးလမ်းမပေါ်တော့ကျွန်တော်ရောက်နေပြီပေါ့နော်အဲ့ပေါ်နေပြီကျွန်တော်ဆက်ပြီးတော့တောင်းကျွန်တော်ရဲ့ဒီအနောက်ဘက်မှာရှိတဲ့တောင်းနေအဲ့ဒီမှာကကျွန်တော်မူဆူးတောင်းကိုကျွန်တော်တက်ရမှာပေါ့နော်ကဲကျွန်တော်ဆက်နေလိုက်ပါဦးဒီတောင်ပေါ်မှာတော့နည်းနည်းမြူလေးနည်းနည်းရှိလောက်မှထင်တယ်ဗောနော်အခုကျွန်တော်အရှိမမြင်နေရတဲ့ကိုင်း900ဝန်းကျင်လောက်မှာတော့မှမြူလေးတွေနည်းနည်းမွှားလေးတော့မြင်နေရဆိုတော့တောင်ပေါ်မှာတော့ရှိမှထင်တယ်ကျွန်တော်အခုကြည့်တာတောင်ပေါ်မှာနည်းနည်းမှားနေတာဗောနော်ကဲကျွန်တော်တောင်ချီကတော့ကျွန်တော်ရောက်တော့မှာဗောနော်ကဲကျွန်တော်ဆက်နေလိုက်ပါဦးဒီနေရာလေးကလည်းချယ်ရီပင်းနေ
嘛班里搬来钱嘛说，人家了啵喏。这种班搬来钱这种内幕的，这种二里这种对没有嘛啵喏。这样库，当时这种内幕喏。ဒီလမ်းကကျွန်တော်အရင်တစ်ခေါက်နေမှုတယ်ဒါအရင်တစ်ခေါက်နေတော့ကျွန်တော်ဒီတရိတ်ဆန်ဥယျာဉ်ဒီတစ်ခုနင်းတာပေါ့နော်အခုကတော့အဲ့ဒီလိုမဟုတ်ဘူးတောင်တက်မယ်ဆိုတော့ဆက်နေတယ်ကျွန်တော်မြေပုံကြည့်ရမယ်ဗျကျွန်တော်ဒီကွန်ပျူတာထဲမှာဘိုက်ကွန်ပျူတာထဲမှာကျွန်တော်ထည့်ထားတဲ့ဟာ navigation မပြတော့ကျွန်တော်အဲ့ဒါဖုန်းနဲ့ကျွန်တော်ပြန်ကြည့်အောင်ပေါ့နော်ခုတောင်ချီကတော့ကျွန်တော်ခဏနေတော့ရောက်မှာပေါ့နော်။အစင်းဆိုတော့နည်းဒိထားရတော့ဝိတ်ကားကြီးတာ။အောင်းနေတက်လာလမ်းကြောရရှင်းနေနင်းလို့ကောင်းတယ်ကျွန်တော်ကတဲ့ပဲသွားမှာပေါ့ဒါတောင်ချီမရောက်သေးဘူးထင်တယ်နော်ဒါတောင်ချီကိုရောက်ဖို့တော့တက်အောင်ဒီတနင်္ဂနွေနေ့မှာတောင်လေးတော့တက်ဖြစ်သွားမှာဗျာအဲ့တော့ကျွန်တော်တောင်တက်ဖို့ကျွန်တော်အဓိကရွေးချယ်တာကျွန်တော်ရှေ့ပတ်ပေါ့နော်ရှေ့ပတ်ကျွန်တော်စိုးဝါညီကိုတွေနဲ့ပေါင်းပြီးတော့အဲ့ဒီချုံချုံရှီဆိုတဲ့မြို့မှာကျွန်တော်ဘဲဦးလျုံစပိန်လမ်းကြောင်းပေါ့နော်ဒီတောင်တက်လမ်းကြောင်းပေါ့အဲ့ဒါကျွန်တော်တွန်းနေမှာဆိုတော့တောင်တက်ဖို့အတွက်အကျင့်လေးဖြစ်သွားအောင်လို့ပေါ့နော်ကဲကျွန်တော်ဆက်နေလိုက်ပါအောင်ရှေ့ဒီတကြောလေးပါပဲဒီတကြောလေးဆိုတော့တောင်ချေရောက်လာပြီဒီတောင်မဆက်တက်အောင်ပါပေါ့နော်ကျွန်တော်လှိုင်ကောင်းဖြတ်မှာပေါ့နော်လှိုင်ကောင်းတူတူလေးပါပဲကိုကျွန်တော်တန်တန်ထက်ပါဘောနော်။လမ်းကောင်အနေနဲ့တူတူလေးပါ။ဟာ။တယောက်တည်းဆိုတော့အတန်ဟိန်းနေတာပဲထင်ပါ။ဟာစိတ်နဲ့ကပျော်တယ်ဗျာ။ဒီနေ့ရာသီဥတုလေးကလည်းကောင်းဆိုတော့လေ။ပြီးတော့တောင်ကလည်းတက်ဖြစ်အောင်မယ်ဆိုတော့အခုကဒါမူစူးတောင်ကျွန်တော်တက်မှာပေါ့နော်။လမ်းကြောင်းလေးကလှတယ်ဗျာ။ရိတ်နေတာပဲဘင်းရတယ်။ဟာမြင်ကွင်းလေးကလည်းလှတယ်ဗျာ။ဒါဒီຫນွေဥဖြစ်လာပြီဆိုတော့အပင်လေးတွေကလည်းဥစားပေါ့ရောင်းစုံအပင်လေးတွေပေါ့။ပန်းလေးတွေကလည်းရောင်းစုံလေးတွေဖူးပွင့်လာပြီဆိုတော့လေလမ်းကြောင်းလေးကလှတယ်ရှေ့မှာအစင်းလမ်းဂုံးစင်းလေးပေါ့ဒါပေမဲ့အန်တီကင်းပါတယ်ဗျာဆိုလမ်းကြောင်းကရှေ့တော့လေရှေ့ကဂွေးကားလေးတေချာမြင်ရတယ်ဒီဘုံကကြည့်အောင်လေးကျွန်တော်ခဏလေးမကြည့်မိလိုက်တာနဲ့ဟိုကြော်ရတယ်ဗျာကျွန်တော်ပြန်လှည့်အောင်ပါဘောနော်ဟိုရှေ့ကခွေတွေကနေသွားမှာတင်တယ်ကဲနင်းရမှာပေါ့ရဟုတ်တယ်ကျွန်တော်ဒီမူစူးတောင်တက်လမ်းပေါ့နော်အဲကျွန်တော်ဘဲကိုကိုရမှာပေါ့နော်
ကဲနောက်မှာကားပါဆိုတော့ကဲကျွန်တော်ခွေလိုက်ဒါမှမဟုတ်တောင်တက်လမ်းဒီလမ်းလေးကတော့မြေပုံကပြန်ကြည့်အောင်လမ်းကတော့ပြထားတာမှန်တယ်ဟုတ်ပြီဒီရပဲတရားစွဲဒီမှာလမ်းတက်လမ်းမရှိတော့ပါဘူးတောင်တက်လမ်းလမ်းမြေပုံကကြည့်ရတယ်ခဏဒီလမ်းကြောင်းတက်မှာ我想这个吧，这个我看。好。10နိုင်ရှိပြီ။အဲ့ထွက်လာ9နိုင်အတိ10နိုင်ဆို3နိုင်တော့ရှိပြီပေါ့နော်။အပေါ်ကနိုင်ဝက်လောက်တော့အနည်းဆုံးထပ်တက်ရမှာ။ပြည့်ချင်းမနေလှည့်ရ။အာကဲကျော်လာစနေမှာပေါ့နော်။အော်နားနေကိုပြန်တော့တက်ပါ။ဟုတ်တော့ဒီမဲ့ဒီဟုတ်နေဟုတ်ဒီဟုတ်ခုနကပိတ်ထားရဆိုတဲ့နေရာပေါ့နော်ဒီဟာကိုကျွန်တော်ကဒီကနေမတက်ရအောင်ထင်လို့လေကျွန်တော်ဟိုဘက်တက်တာမဟုတ်တော့ဒီကပြန်တက်ရမှာလမ်းကစက်ပိန်နေဆိုရင်ပေါ့ဒီကပြန်တက်မှာပေါ့နော်ဟုတ်ပါပြီဒီဟုတ်ပါနော်ဟုတ်ပါနော်တော့ဒီနေတော့ရရ那说明来，是吧？对吗？啊，对，行，对，后面，后面，那时候狗没变，慢点，先慢点。မရတော့အာအရင်မဲ့လူလေးနည်းနည်းကုန်သွားပြီဆိုတော့ဘောရီတော့အောက်လာဒီဟာရတော့ဒီနောက်ဆုံးကုန်တော့ကျွန်တော်မတက်နိုင်တော့တွန်းလာကဲတောင်ပေါ်တော့ရောက်ပြီပေါ့နော်ကဲတောင်ပေါ်ရောက်ပြီပေါ့နော်ဒီနောက်ဆုံးကုန်လေးမတက်နိုင်တော့ထောက်လျှောက်တက်လိုက်နားလိုက်ဆိုတော့ကဲဒီမှာဓာတ်ပုံလေးရိုက်တော့နော်ဒါတောင်ပေါ်ရောက်ပြီဒါတောင်ပေါ်ကနေဟို view point နေရာမျိုးပေါ့နော်အဲ့နေရာမျိုးဒီမှာ helicopter ဆင်းနေစုံပေါ့ဟိုးဝေးမှာအဲ့လမ်းလေးအဲ့ရနေပြီးတော့ကျွန်တော်နေရအောင်နော်ဟိုကလည်းဒီမှာကျွန်တော်ရောက်ဆိုဒီတောင်ထိပ်ပေါ့နော်ရှေ့မှာဆက်ပြီးနေမှာတော့လက်စစ်ပင်နေပေါ့နော်တောင်ပေါ်ရောက်ဒီနေရာမြင်ကွင်းနေနေမရှိဘူးဟိုခုနကနေရာနေပြီးပြန်ပြီးတော့ရရမရအောင်မြင်ကွင်းရဒီမှာပုံလေးတစ်ပုံတော့ရရအောင်ပေါ့နော်ဒါဒီမူးစုတောင်ပေါ့နော်မူးစုတောင်ထိပ်ဒီမှာဟိုဘက်မှာသူတို့လည်းဘိုက်ကာတွေပဲသူတို့ကတော့ဟိုပါပေါ့လက်စစ်ပိန်ပေါ့နော်အောင်ပတ်ပတ်လေခဏနားမယ်ပုံလေးပါရိုက်ပြီးပြန်ပေါ့နော်အများကြီးလည်းရိုက်ကြအောင်ကျွန်တော်မြင်တဲ့နေတာရှိရှိရိုက်အောင်နော်
ကျွန်တော်ပြန်တော့မှာပေါ့နော်ကြောင်ပေါ်လဲရောက်ပြီဆိုကျွန်တော်လာတာဒီကျွန်တော်အကြီးဖုန်းအလေတက်တက်ရနေပြီကျွန်တော်ပြမယ်အဲ့ဒီတင်မောချင်းပေါ့နော်တင်မောချင်းရှိအဲ့မှာအရှိတဲ့တဲမှာအဲ့တင်မောကရင်အကြီးနှစ်ခုရှိအဲ့နေရာတော့နားလောင်းနေပြီကျွန်တော်စီးလာတာပေါ့နော်ကဲပြန်တော့မယ်ဗျ别，哦，别，有，来这个子，你看这样子。这里好，对了，这个大的可以了，往哪跑？往右，这个位置，压回可以。过来，来着，这样，这个，哦，我一路往你跑。通了。不要挠，你别给按地下去了。帮我来，这个脚没有拿着，等那个这里拿到腿了，这样。你后面紧嘛，这样，然后你要不许拖拉这样，后面紧嘛，然后这个手这样，谁卡这就可以啊，那个手这样，这样，不，别搞后面，别查手这样，别后面，我听到这样的。刚刚只拿两个后面的。行，你行。阿斌，别走这边来。不要不能上。那上哪里？不要别走，不要啊！不要尿了，好了，他们别别尿水。别玩了，别玩。这个，别打了，别打了，进去，不会。别搞两个，免疫。这样，有点，有点。OK， ကျွန်တော်ဒီနေ့မူဆူတောင်ပေါ့နော်မူဆူတောင်တက်တဲ့ဗီဒီယိုလေးကတော့ဒီမှာပဲကျွန်တော်လမ်းစုံလိုက်တော့မှာပေါ့နော်ကဲအားလုံးကျွန်တော်နှုတ်ဆက်တယ်နော်ဒီဗီဒီယိုလေးနဲ့ဘိုင်ဘိုင်